ဒီဇွန်မှာကျွန်တော်ရောက်ခပူတည်တော်စိတ်နဲ့ကိုရီရထားရှင်တွေကနေပေါ်မလို့နရတိုင်းကနော်ခေဗနာလူကိုလူမလို့တိုင်ပါလီအောင်ရခိုင်ပြေမယူကင်းကဘူးတည်တော်ရွှေပြည်တဲ့ကလဝနဲ့ပဲလို့တောင်ပေါ်စကားဂရီလဲလာဖို့မလို့ကိုပဲလို့နေတော့မလို့ဒီဆိုင်ကိုပြီးမေဝေးဘငေချောအားလုံးအသောပြောဒီဇွန်မှာကျွန်တော်ရောက်ခပူတည်တော်စိတ်နဲ့ကိုရီရထားရှင်တွေကနေပေါ်မလို့နရတိုင်းကနော်ခေဗနာလူကိုလူမလို့တိုင်ပါလီအောင်ရခိုင်ပြေမယူကင်းကဘူးတည်တော်ရွှေပြည်တဲ့ကလဝနဲ့ပဲလို့တောင်ပေါ်စကားဂရီလဲလာဖို့မလို့ကိုပဲလို့နေတော့မလို့ဒီဆိုင်ကိုပြီးမေဝေးဘငေချောအားလုံးအသောပြောဒီဇွန်မှာကျွန်တော်ရောက်ခပူတည်တော်စိတ်နဲ့ကိုရီရထားရှင်တွေကနေပေါ်မလို့နရတိုင်းကနော်ခေဗနာလူကိုလူမလို့တိုင်ပါလီအောင်ရခိုင်ပြေမယူကင်းကဘူးတည်တော်